အားလုံးပဲမင်္ဂလာပါလူ podcast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အမေးများဆုံးကောင်းစဉ်ကိုဖြစ်ပါတယ်ဘာလဲဆိုတော့သူဘာလို့ပြောင်းလဲသွားလာလဲဆိုတဲ့မိန်းကလေးတွေရဲ့မိကိုနဲ့ပတ်သက်တဲ့ယောက်ျားလေးတွေရဲ့အတွေ့အကြုံအကြောင်းကိုပြောပြပေးတော့ပါမယ်ချစ်သူရည်စားဘဝမှာယောက်ျားလေးတွေရဲ့အားထုတ်မှုစိတ်ဝင်စားမှုနှုန်းတွေဟာဖြေရပြီးတဲ့နောက်မှာတိတိတသားပြောင်းလဲသွားတတ်ပါတယ်ဒါကိုမိန်းကလေးအများစုကသူငါ့ကိုမချစ်တော့ဘူးလားလို့ထင်နိုင်ကြပေမဲ့ဒီတန်းကျတော့အဓိကအားဖြင့်ယောက်ျားလေးနှစ်မျိုးရှိတယ်ဆိုတာကိုသိဖို့လိုပါတယ်သူတို့ရဲ့သွေးခေါ်ပုံနဲ့အားထုတ်မှုနှုန်းတွေကိုရခိုင်နှုန်းနဲ့ခွဲခြားစိတ်ပြပြီးတော့ဒီကနေ့ပြောပြပေးတော့ပါမယ်ပထမမျိုးစားကိုစလိုက်အောင်ဒီမျိုးစားကယောက်ျားလေးအများစုပါပဲသူတို့က email check ကိုဦးစားပေးတဲ့သူလို့တောင်းမှပြောလို့ရတယ်ပေါ့နော်စစချင်းမှာသူတို့ကတင်းကိုအရန်လေးစတဲ့ပုံကြပြီးတော့80ရာခိုင်နှုန်းတော့အားထုတ်မှုယူဆိုင်မှုအာယုံဆိုင်မှုနဲ့ flip တင်းတွေကိုပေးပါလိမ့်မယ်ဘာလို့လဲဆိုတော့အဖြေရဖို့သူတို့ရဲ့အကောင်းဆုံးပုံစံကိုပြသနေတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်ကသူတို့ရဲ့နံပါတ်1ဦးစားပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့အဖြေပေးလိုက်ပြီးချစ်သူတွေဖြစ်သွားပြီဆိုတာနဲ့ဒီ80ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းကိုတိတိတသားရောကျသွားတယ်လို့ခံစားရပါလိမ့်မယ်ဒီနေရာမှာမိန်းကလေးတွေကသူတို့စိတ်တွေငါ့ပေါ်30ရာခိုင်နှုန်းလောက်ရောသွားပြီလို့ယူဆပြီးစိတ်ကောင်းဖြစ်ကြတယ်တကယ်တော့သူတို့ရဲ့အသွေးကဖြေရပြီဆိုတော့ဒီမှာငါအပိုင်ပဲလို့မှတ်ယူလိုက်တာအကြောင်းပဲဖြစ်ပါတယ်ဒါဟာယောက်ျားလေးတွေရဲ့စိတ်ထဲမှာလုံခြုံမှုရသွားတာကိုပြသတာပါကျန်တဲ့90ရာခိုင်နှုန်းကိုဘယ်လိုခွဲလိုက်လဲဆိုတော့90ရာခိုင်နှုန်းကလက်ရှိချစ်သူအတွက်ဆက်ဆံရေးကိုထိမ့်သိမ်းဖို့အတွက်ဆိုပြီးမှထားပါလိမ့်မယ်ကျန်တဲ့90ရာခိုင်နှုန်းကတော့သူတို့ရဲ့အနာဂတ်အလုံးပညာရေးပတ်စံရှာဖို့အတွက်ပြန်ပြီးမြုပ်နှံလိုက်တာပါဆိုတော့30ရာခိုင်နှုန်းရှုံးချသွားတယ်ဆိုပေမဲ့ဒီမျိုးစားကတင့်ကိုတကယ်ချစ်တယ်ဆက်ဆံရေးလုံခြုံသွားတဲ့အခါသူတို့ရဲ့ရည်မှန်းချက်တွေကိုအချိန်ပြန်ပြေးဖို့လိုတယ်လို့တွေးတတ်တဲ့သူတွေဖြစ်ပါတယ်ဒီလိုအမျိုးစားကိုတော့တတိထားရပါမယ်ဒီမျိုးစားကပိုပြီးတော့အန္တရာယ်ရှိပါတယ်သူတို့ကတော့အပေါ်စားဦးစားပေးသူလို့တော့မှနာမည်ပေါ်လို့ရပါတယ်ဒီမျိုးစားလည်းပထမအကောင်လေးအတိုင်းပဲ80ရာခိုင်နှုန်းနဲ့လိုက်ပါတယ်အဖြေကိုရအောင်လည်းယူပါတယ်အဖြေရပြီးတဲ့နောက်မှာသူတို့ရဲ့အားထုတ်မှုဟာ30ရာခိုင်နှုန်းကိုလျော့သွားပါတယ်ပထမကောင်လေးလိုပဲသူ့ဗီဇာကပြောင်းလဲသွားပြီလို့ထင်တတ်စေပါတယ်ဒီမျိုးစားရဲ့အဓိကကွာခြားချက်ကတော့သူကျန်တဲ့90ရာခိုင်နှုန်းကိုအနာဂတ်အတွက်မဟုတ်ပဲနဲ့နောက်ထပ်မိန်းကလေးတစ်ယောက်ကို flipping လုပ်ဖို့စကားပြောဖို့နဲ့အာယုံဆိုင်မှုပေးဖို့အတွက်အသုံးပြုလိုက်တာပါပဲသူ့အတွက်ကတော့ဒီဒုတိယမိန်းကလေးဟာပြောတတ်တဲ့တာမှမဟုတ်သူရဲ့ ego ကိုမြင့်တင်ပေးမဲ့သူတတ်တတ်တာဖြစ်ပါတယ်ရှင်းရှင်းပြောရရင်တော့သူကဖောက်ပြန်နေဘူးပေါ့နော်သူရဲ့ရည်စားကတော့သူရဲ့အားထုတ်မှုတွေဘယ်ကိုပျောက်ဆုံးသွားလဲဆိုတာမသိပဲနဲ့စိတ်ဆင်းရဲနေရတတ်ပါတယ်ဆိုတော့တင်တို့ရဲ့ချစ်သူကထင်ရပြီးနောက်ပြောင်းလဲသွားတယ်ဆိုရင်ဘယ်အမျိုးအစားနဲ့ဆုံနေလဲဆိုတာသေချာစဉ်းစားဖို့လိုပါလိမ့်မယ်။သူကတင်ကိုချစ်ပေမဲ့သူ့ဘဝရဲ့ရည်မှန်းချက်တွေအတွက်အချိန်ပေးနေတာဖြစ်နိုင်ပါတယ်။ဒီအခါမှာနားလည်မှုနဲ့ယုံကြည်မှုတည်ဆောက်ဖို့လည်းလိုပါတယ်။သူ့ရဲ့90ရာခိုင်နှုန်းလည်းတမိုးထားဖို့အကြံပေးချင်ပါတယ်။ဒုတိယအမျိုးအစားအတွက်ဆိုရင်တော့သူ့ရဲ့ဆက်ဆံရေးကအစိတ်တောက်ဖြစ်နေပါလိမ့်မယ်။သူ့ရဲ့လှုပ်ရက်တိုင်းတွေကိုလည်းတင်အတွက်အရန်တိတာနေပါလိမ့်မယ်။သူကသူ့ရဲ့အားထုတ်မှုကိုအခြားသူစီပုံအပ်နေတာတဲ့အတွက်ဒီဆက်ဆံရေးကနေရရဝမှုထုတ်ခွာနိုင်ဘူးလေစူးစမ်းပါလို့ချန်ပေးချင်ပါတယ်အရေးကြီးဆုံးချက်ကတော့ရာခိုင်နှုန်းတွေကစကားပြောနေတာထက်တန်ဖိုးထားမှုကပိုအရေးကြီးတယ်ဆိုတာကိုသိထားဖို့လိုပါတယ်ဆိုတော့ဒီ queue ဆိုင်မှုတွေနဲ့ပြောင်းလဲသွားတဲ့ပုံချင်းကရန်ကိုတည်တာစေပါတယ်ဒီနေ့စီစဉ်ကနေမိန်းကလေးတွေမတိသေးတဲ့ယောက်ျားလေးတွေရဲ့အတွင်းစိတ်အကြောင်းကိုတေချာနားလည်သွားပြီလို့ပြောနေပါတယ်။နောက်ပတ်တွေမှာဘယ်လိုဆက်ဆံရေးဆိုင်ရာအကောင်းစဉ်တွေကိုဆက်လက်ဆွေးနွေးစေချင်လဲဆိုတာ comment မှာပြောပြပေးခဲ့ပါဦးနော်။နောက်ဆက်မီးတွေအတွက်ကျေးဇူးတင်ပါတယ်။နောက်ပတ်မှာပြန်လည်ဆုံတွေ့ပါမယ်။ Bye